Hello မင်္ဂလာပါရှင်ဒီနေ့အောင်ပါပြောချင်လဲဆိုတော့လေတချို့မိတ်ဆွေတွေကပေါ့နော်အောင်ကိုဒီစီးရဘယ်မှာရလဲဘယ်မှာရလဲဘယ်မှာရနိုင်လဲဘယ်မှာမှာရမလဲမေးနေကြတယ်ဥပမာပေါ့ဘယ်မှာအောင်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်မိလို့ရှိရင်မှာကျင်လဲဆိုလို့ရှိရင်တင်နဲ့TikTok တင်နဲ့၄တောက်ချိတယ်မလားTikTokရိုက်တဲ့၄တောက်ခွင်လေးလေအဲ့ဒီ၄နောက်ခွင်လေးနောက်မှာ inbox ဆိုတာလေးရှိတယ် friend ဖြစ်လို့ရှိရင်လည်းအဲ့ဒီ TikTok ရဲ့အောင်ရဲ့ TikTok ရဲ့ account ထဲမှာ Messenger ဆိုတာရှိတယ်အဲ့ဒီ Messenger မှာစာပို့လိုက်စာဆေးမှာခြင်းလို့ပါလို့စာပို့ပါနော် hi လို့ပါတော့ညာတော့မပို့နဲ့အောင်မကြည့်ဘူးလုံးဝလှည့်အောင်ကြည့်တာကြိုပြောထားတာပါနော်အဲ့လိုမျိုးဆေးမှာခြင်းလို့ပါလို့အဲ့အောင်ရဲ့TikTok Messenger မှာပို့ထားလို့ရှိရင်အဲ့ဒီ inbox မှာသွားပြီးတော့ပေါ်တယ်အဲ့ဒီစာကအဲ့ဒီ inbox ကိုအောင်ဝင်ကြည့်တယ်ဝင်ကြည့်လို့ရှိရင်ဆေးမှာမဲ့လို့ဆိုလို့ရှိရင်အောင် reply ပြန်တယ်ဆေးမှာဦးတခြားပညာတလာကပို့ထားရအောင်လုံးဝအဲ့ဟာမကြည့်ပါအဲ့ဒီ message ကိုအဲ့ဒါတတိပေးတာနောက်ပြီးကြတော့ကိုယ်စလဲစာအုပ်နဲ့အောင်ကိုယ်စလဲတွေကိုတကယ်အတိလေးတချို့ကိုယ်စလဲဝင်မှုပြောထားတယ်တောင်းကြည့်ရပါညာဆိုတဲ့အခါကျတော့အောင်ကဒီတိုင်းပဲအကြမ်းမြင့်ပဲမှတ်ထားတယ်တကယ် really ကိုယ်စလဲယူပြီးတော့မှဘူးရများများယူပြီးတော့ကိုယ်စလဲကိုနာမည်တွေကိုအောင်ကြော်ညာပြမယ်နော်အဲရနိုင်တဲ့မျိုးတွေကကြတော့မန္တလေးမှာကိုယ်စလဲရပြီးသွားပြီစကိုင်းကိုယ်စလဲရပြီးသွားပြီမကွေးရတယ်နော်ပြီးတော့မန္တလေးကိုကြတော့အောင်မြို့ကြီးလို့တမြို့မှာ2ယောက်ဆိုပြီးမှတမြို့မှာ1ယောက်ပဲထားမယ်လို့ပြောထားတယ်ဒါပေမဲ့မန္တလေးကိုမြို့ကြီးတော့အောင်မန္တလေးမှာ2ယောက်ထားပေးတယ်ဆိုတော့မန္တလေးကနောက်တစ်ယောက်ကကျတော့ तू ကဆေးဆိုင်ဒီမှာ marketing ဆင်းခဲ့ဘူးတယ်လို့ပြောတယ်ဝန်ထမ်းပေါ့နော်ဝန်ထမ်းဆိုတော့အောင်နေကိုချင်းစားတယ်ပေါ့နော်ကြောင့်ဝန်ထမ်းဆိုတော့အခြားဝင်ငွေလည်းလိုချင်ပါပဲလေနော်ဘုံဝင်ငွေလည်းလိုချင်ပါပဲခေတ်ကလာအခြေအနေရပါညာကိုလည်းစဉ်းစားပြီးတော့မှနောက်တစ်ယောက်လက်ခံလိုက်ပါမယ်ဆိုပြီးတော့လက်ခံလိုက်တာပေါ့နော်ဒါအောင်ရဲ့ရင်ဘတ်တဲကစေတနာပေါ့နော်မေတ္တာပေါ့နော်လက်တွဲဖို့ပေါ့နော်ခေါ်လိုက်တယ်သူ့ကိုစကိုင်းရမန္တလေးမှာ2ယောက်ရှိမယ်ပြီးတော့စကိုင်းမကွေးပေါ့နော်အဲ့ဟာရပြီးတော့ပြေမြို့ရမယ်နော်ပြေရယ်စကိုင်းရယ်မကွေးရယ်မန္တလေးရယ်ရမယ်နော်ဟုတ်တခြားမြို့တွေကတော့အောင်တခြားဒီကြောက်စဲတို့ဘာလို့ကတော့တုံးကြည့်နေဘာညာတော့ပြောထားတယ်အဲ့ဒါကတော့အောင်ကြံ့မြတ်ထားတယ်တရားဝင်မတ်သေးဘူးအခုကျတော့တရားဝင်မှတ်တာမအေးမိုးမကွေးကမအေးမိုးနိုင်ကိုနိုင်မျိုးထုံးမန္တလေးပေါ်တော့အဲ့ဆေးကုမ္ပဏီကအကိုနောက်တစ်ယောက်ကကျတော့ကိုဖက်တီမန္တလေးရပဲဖုန်းနံပါတ်လိုချင်အောင်ရဲ့